ပြီ Fresh Shot နဲ့ try တဲ့ best and one shot opportunity လက်ကျတဲ့ reality နဲ့ two man down တဲ့ damage number 3 further 5 saturation ချီကွန်တို့ဒီကတမကကျော်ခဲ့ damage နဲ့ကြားမှာအားရတဲ့ beginner number 3 man down ဒီပါ AI Esport ထပ်ပြီးတော့သိမ်းပိုက်ထားပါသေးတယ်ဒီကောင်မှာတော့ဒီခါလဲ final position တကူတော့ AI Esport တင်နောက်တော့မလုပ်တော့ပဲဗျာ Deep Pro Salto ပြန်ပြီးတော့ပေးခဲ့မယ်မရတော့ဗျာနောက်မှ Yori ဒီကောင်နဲ့ဘယ်လိုတောင်းလဲဆိုတဲ့အချိန်တကူကြည့်ရမယ် Yori ဒီကောင်မှာတော့ defend လို့မရတော့ဆုံးပါဒီ game number 1ဒီ AI Esport ကဖြစ်သွားဖို့တော့များနေပါပြီ Best of 5 series ရဲ့ game number 1တော့ဝါရပါတဲ့တကူနဲ့တူcareful လုပ်နေမှာတော့ရမယ်ဗျာဆိုတော့ Slam ပြန်တော့ဖေးထားပါသေးတယ်နောက်မှ Hero ကြီးမှာဘလောက်ပြေးပြီးကြည့်နေတာဒီ Rugby ပေါက်စားအပါတော်လိုက်ပြီးတက်နေချိန်တကူမှာအပါတော်ချသွားခဲ့ဗျာ Yori မှာထပ်ပြီးတော့နောက်မှကြိုးစားနေမှာ Deep Pro ဂျာရီတော့ညက်နေနေပဲတစ်ဖက်က Messi ရဲ့သုံးသက်ချေကို Jab ကတိတ်ပိုက်လို့သွားနေနေပဲ2 man ပဲကျန်တော့တဲ့အရာတကူမှာ AI Esport အနေနဲ့တက်လန်းလို့လာခဲ့ပြီဒီတော့ချိုးပေါ်ရရှိတာ FP ကပေးတယ်ဆိုလည်းမရတော့ဘူး Cloud Blessing ကျူတော့ Win a Crown မှာတန်သုံးဝနေနေပဲ Game number 2ကိုထိတ်ချောင်းလုံးလို့ AI Esport တက်လန်းလာခဲ့ပါ AI Esport 9ရောက်လုံးသလုံးချိုး Ray ဖြစ်နေချိန်ကျူဒီဒီတစ်ဖက်ကိုကြိုးစားပေမဲ့လည်း AI Esport ရှေ့မှာ Win a Crown နဲ့မှာ PS ချန်ပြလာရင်ပေါ်တိုင်းရောက်နေတဲ့အခါတခုမှာဒီဘက်က low တခါလေးပို့နေပြီး Fuba တွေကပြန်ပြီးတော့တုံးတိုင်းတော့ဆေးပေးလာတယ်